Jacksonville Public Library မခေါင်းလောင်လေးနော်မင်းကုန်းခေါင်းလောင်ကြီးလားမသိဘူးဒါလေးက entrance ပါကြည့်လိုက်ပါအောင် Public Library လောက်ထားတာလုံးဝ share ပဲနော်တမီးငယ်လေးဓာတ်ပုံရိုက်မလို့လားမသိဘူး What are you doing ဒီမှာစာအုပ်လေးလောက်ထားပြတာစိတ်လို့များဒီထဲမှာစာအုပ်လေးစီထားပြတာဒီမှာဒီလို library နဲ့ရောက်ပြီးဆိုရင်တိတ်ဆိတ်ပြီးတော့ငြိမ်သက်နေရပဲဘယ်သူမှစကားအကျယ်ကြီးမပြောကြဘူးကလေးတွေဆိုရင်လည်းအတန်လေးတူတူလေးနဲ့ပဲတယောက်နဲ့တယောက်စကားပြောကြတယ် library ထဲရောက်ပြီးဆိုရင်အေးသေးသေးနဲ့အချိန်ယူပြီးတော့စာဖတ်နေတဲ့လူတွေကများတယ်ဆိုတော့တစ်ဆူဆူညံမရှိကြဘူးเนาะဒီ library ထဲမှာဆိုရင် security လည်းအပြည့်ရှိပါတယ်ခုနအဝင်ပေါက်မှာရဲက3-4ယောက်ရှိပါတယ်လို့เนาะဒီကလေးကအပေါ်မှာမိတိလောက်ထားတာလေးကအရင်လာတယ်เนาะပကြီးကားလေးကိုတစ်ခုချင်းစီကိုမိထိုးထားပေးတယ်အမေရိကန်မှာ library ဆိုပြီးတော့လူမျိုးရေးခွဲခြားမှုမရှိပါဘူး homeless ပဲဖြစ်ဖြစ်အိမ်မှာကွန်ပျူတာတွေမတတ်နိုင်တဲ့လူတွေကဒီ library ထဲမှာကိုကွန်ပျူတာတွေသုံးလို့ရပါတယ် email တွေလာသုံးလို့ရပါတယ် free သုံးလို့ရတယ်ပေါ့နော်ကွန်ပျူတာတွေကိုဒီမှာအချိန်နဲ့အညီကိုလိုအပ်ရင်လိုအပ်တယ်လို့လာသုံးလို့ရတယ်ပေါ့နော်လူတိုင်းလိုသုံးလို့ရတဲ့နေရာလေးကိုသူကလုပ်ထားပေးပါတယ်ကဲဒီထဲဝင်ကြည့်မယ်နော်library ထဲမှာလည်းသူတို့တွေကကာတွန်းစာအုပ်တွေဂျပန်ပြည်ကထွက်တဲ့ကာတွန်းအမျိုးမျိုးတွေကိုဒီအမေရိကန်နိုင်ငံမှာလည်းအများကြီးရှိပါပြီလို့စာအုပ်တွေလည်းဖတ်လို့ရပါပြီပေါ့နော်အခုခေတ်ကကလေးတွေကတော့နော်ခုနောက်ကတော့ကောင်းသလားမဲ့ဒီမှာ Did you found something? Library ထဲဝင်လိုက်ရင်ငါအတန်လေးလေးကြားရတယ်ကြားရလားဟာစီအထဲဝင်လိုက်ပါအောင်တော့တောင်းလိုမျိုးလုပ်ထားပြန်နော်ငါအတန်လေးကြားရသေးတယ်ရာအိုးလုပ်ထားချစ်စရာတန်လေးလေဟိုပေါ်မှာ speaker လေးနဲ့ငါအတန်လေးလုပ်ထားပဲဒေါ်ဖင်လေးနဲ့သူတို့ချစ်စရာလေးနော်စောင်းစင်လေးလောက်ထားပေးရတော့မှတကယ်စောင်းလေးဖတ်ချင်စရာရင်ဒီမှာကြီးကလေးတွေထိုင်ဖို့အတွက်ထိုင်ကုန်လေးတော့မှဘုတ်ဒီဇိုင်းလောက်ထားပေးရနော်ကလေးတွေဆိုရင်လည်းကွန်ပျူတာကိုသုံးလို့ရတယ်စောင်းလို့ဆိုရင်အများကြီးရှိတယ်ဟိုခုနလေးမှာပါအကောင်လေးလည်းမသိဘူးသမီးငယ်လေးကင်ထား What kind of animal is that? It's so cute. I thought it's a dog. ပြီးရင်အိုးအပြင်မှာလဲထွက်ပြီးတော့စာအုပ်လေးဖတ်လို့ရတယ်